JK Sophia ဖြစ်ပါတယ်ရှင်2025နောက်ခမ်ကိုစားပြုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်ရှင်ဟုတ်အခုသမီးဒီ Miss Grand ရှင်ပြိုင်ရခြင်းရဲ့အကြောင်းအရင်းကတော့နည်းနည်းများတယ်ပေါ့နော်ပထမတစ်ခုကတော့ပရိသတ်ကြည့်ရှုသူတွေအားပေးသူတွေအကုန်လုံးကိုသမီးက entertainment တစ်ခုဖြစ်ခိုင်းစေချင်တယ်ပြီးတော့ဒုတိယတစ်ခုကတော့အခုသမီးတို့ပြောင်းလဲသွားတဲ့ National Director ဆီယာမရန်ဆင်းနော်သူကနေပြီးတော့ဥဆောင်တဲ့အခါမှာဆရာကလည်းသမီးကပထမဆုံးတည်တာကတော့အဆိုတော်အနေနဲ့တည်တဲ့အချိန်မှာဆရာရဲ့ fan တစ်ယောက်လည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆရာတို့ကြည့်လိုက်တဲ့အချိန်မှာဆရာတို့ responsible ဖြစ်တယ် organize ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သမီးကလည်းဆရာတို့ယုံကြည်တယ်အဲ့ဒီအတွက်ကြောင့်လည်းသမီးရှင်ပြိုင်ရတဲ့တစ်ချက်ဖြစ်တယ်လို့နောက်တစ်ခုကတော့သမီးဒီ Miss ကိုရှင်ပြိုင်ချင်ခဲ့တာကငယ်လေးကလေးကအိမ်မက်လေးတစ်ခုဖြစ်ပါတယ်သမီးရဲ့ inspiration ကတော့သမီးအမေဖြစ်ပါတယ်အခု JK ရဲ့အမေကနေပြီးတော့ inspiration ပေးလိုက်တဲ့အချိန်မှာ JK join ချင်တာတော့ကြာပြီဒါပေမဲ့လည်းဒီတစ်နှစ်မှာတော့မြန်မာ star ရဲ့ဒီ graduation ရဲ့တချင်းထုတ်တာတွေနဲ့နည်းနည်းလေးအလုံးရှုပ်နေတော့မ join ဖြစ်တာပေါ့နော်ဒါပေမဲ့အခုကတော့သမီးအခွင့်အရေးရတော့ opportunity ကိုစုပ်ကိုင်တဲ့အနေနဲ့ win join ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်အခုပထမဆုံးကတော့ music ကတော့သမီးရဲ့အချစ်ဆုံးပေါ့နော် love တခုဖြစ်ပါတယ်သမီးသူ့ကိုကတော့ထားခဲ့မှာမဟုတ်ပါဘူးဆက်ပြီးတော့လုပ်နေမှာလည်းဖြစ်ပါတယ်အခုဒီ Miss ကတော့သမီးရဲ့ငယ်ဘဝရဲ့အိမ်မက်လေးတခုဖြစ်တဲ့အတွက်ကြောင့်သမီးရဲ့ inner child ကိုလည်းဆန္ဒဖြည့်ဆည်းပေးတဲ့အနေနဲ့လည်းဖြစ်တယ်လို့နောက်တစ်ခုကတော့ဒီမှာအားပေးတဲ့လူပရိသတ်တွေအားလုံးကိုလည်းသမီးကဒီ platform ကိုအသုံးပြုပြီးတော့အကျိုးရှိတဲ့ message လေးတွေအများကြီးကိုတစ်စက်ပေးသွားဖို့သမီးအများကြီးရည်ရွယ်ထားပါတယ်ရှင်ဟုတ်သမီးကတော့ရီမန်းချက်ကြီးတဲ့ထဲတော့ပါပါတယ်ရှင်အဲ့ဒါသမီးအခု Miss Grand မှာတာဝန်ကြီးပေးခံရရင်လည်းသမီးကထမ်းဆောင်ပါပဲဘာလို့လဲဆိုလို့ရှိရင်သမီးတို့ဒီနိုင်ငံရဲ့heritage ပေါ့နော် culture heritage သူရဲ့ရိုးရာလေးတွေသူရဲ့လုံးဝဖြစ်လို့မရတဲ့အဖိုးတန်ပစ္စည်းလေးတွေအများကြီးတွေကတကဘာလုံးကမသိသေးဘူးအဲ့ဒီအတွက်ကြောင့်တကဘာလုံးသိအောင်ကလည်းသမီးတို့ဘက်ကနေပြီးတော့ကိုစားပြုတယောက်အနေနဲ့စွမ်းဆောင်ဖို့က responsibility အများကြီးရှိတယ်လို့ noble ဖြစ်တဲ့အလုပ်တစ်ခုလည်းသမီးထင်တယ်ပြီးတဲ့နောက်ပိုင်းသမီးတို့နိုင်ငံကဖြစ်နေတဲ့ဖြစ်ပျက်တွေအများကြီးကိုလည်းသမီးက awareness sharing လုပ်ပေးချင်တယ်ဟိုတစ်ခေါက်ကဆိုလို့ရှိရင်ငလျင်လုတ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်သမီးတို့က speak out video လေးကနေနေသမီးတို့တက်နိုင်တဲ့ဘက်ကနေပေါ့နော်သမီးကလည်းဟိုပထမဆုံးစပြီးတော့အမှုပညာလမ်းမှာစလျှောက်ခဲ့တာဆိုတော့သမီးမှာဝင်ငွေကမရှိဘူးအဲ့ဒီအတွက်ကြောင့်သမီးရဲ့အတန်အလူနဲ့ပေါ့နော်ကိုတက်တဲ့အင်္ဂလိပ်စကားလေးနဲ့သမီးက speak out လေးတွေလုပ်ပေးတဲ့အချိန်မှာပြီးတော့တခြားသမီးတို့ရဲ့senior မမလေးတွေလည်းအများကြီးလုပ်ပေးတော့သမီးတို့မြန်မာနိုင်ငံကိုလူသိများလာတဲ့ awareness ဖြစ်လာတဲ့အချိန်မှာသူတို့ကလာကူညီကြတယ်အဲ့လိုပဲသမီးတို့တကဘာလုံးကိုအဲ့လိုငင်းချမ်းချစ်ခင်တယောက်နဲ့တယောက်ကူညီရိုင်းပင်းပြီးတော့ဒီလိုဘဝဆက်တာသမီးဖြစ်ခိုင်းစေချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းသမီးငင်းချမ်းရေးကိုဖော်ဆောင်တဲ့အနေနဲ့သမီးတို့နိုင်ငံကိုစားပြုအနေနဲ့ရောအကယ်လို့မြန်မာနိုင်ငံမှာတခုခုလိုအပ်တယ်ဆိုလို့ရှိရင်သမီးတို့ဘက်ကနေပြီးတော့ကိုစားပြုတယောက်သူများတွေကိုတိအောင်နားလည်အောင်ပြောပြနိုင်မဲ့တယောက်ကိုသမီးအဲ့လိုရွေးပေးခြင်းအပြင်သမီးတို့ဒီ Miss ကိုဝင်ပြိုင်ရခြင်းကလုံးဝတန်ဖိုးရှိရလို့သမီးခံစားရပါတယ်ရှင်ဟုတ်တခြားနိုင်ငံကလူတွေတောင်သမီးတို့မြန်မာရဲ့လက်မှုလက်ရာတွေကိုတွေ့တဲ့အချိန်မှာသူတို့ကလုံးဝအံ့ဩတယ်ပေါ့နော်သမီးတို့ရဲ့ ZD ကိုကြည့်မယ်ဆိုရင်လည်းသူတို့ကအံ့ဩတယ်ပြီးတော့သမီးတို့ရဲ့ဒီဘဘဲတွေအဲ့အောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကလုံးဝ heritage တစ်ခုအနေနဲ့တွေ့တဲ့အခါမှာတခြားနိုင်ငံတော်သမီးတို့မြန်မာနိုင်ငံကိုဘလောက်တောင်အထင်ကြီးလဲဆိုတာသမီးတို့အဲ့မှာတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်သမီးတို့ crown ကိုလည်းသမီးတို့ရဲ့ဒီမြန်မာရိုးရာထုံးတလေးတွေနဲ့လှုပ်ထားတဲ့ဟာကိုသမီးတွေ့လိုက်တဲ့အချိန်မှာသမီးကတော့လုံးဝဂုဏ်ယူပါတယ်အဲ့ဒီအတွက်ကြောင့်ဒီ crown လေးကိုလည်းသမီးလုံးဝကြိုက်နေတတ်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးရဲ့ကျေးဇူးကြောင့်ဒါလင်သမီးအခုဒီ Miss Grand မြန်မာပထမခြေလှမ်းကိုလမ်းနိုင်ခဲ့ပါပြီအဲ့ဒီအတွက်ကြောင့်လည်းသမီးတို့ဒီ Miss Grand Journey တောက်လျှောက်တစ်ခုလုံးမှာလုံးဝမရိုးရလျော် swimsuit competition တွေ runway challenge တွေပြီးတော့ national costume တွေပါလာမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးဖို့သမီးဒီကနေပြီးတော့ပြောချင်ပါတယ်သမီးကိုလည်းအခုဒီ Miss Grand ကိုစပြိုင်တဲ့အချိန်မှာအားလုံးကအံ့ဩကြတယ်အဲ့ဒီအတွက်ကိုလည်းသမီး surprise လို့ပြောချင်ပါတယ်အခုကလည်းသမီးဒီဝင်ပြိုင်ခြင်းအားဖြင့်ဒီမှာကြီးတဲ့လူတွေအားလုံးကိုလည်း entertainment တစ်ခုဖြစ်နိုင်စေမယ်လို့မျှော်လင့်နေနောက်တစ်ခုကတော့ message လေးတွေသမီးပေးတဲ့ message လေးတွေကိုလည်းတစ်ခုပြီးတစ်ခုရရှိမယ်ကိုယ့်ဘဝအတွက်အကျိုးရှိစေမယ်လို့သမီးမျှော်လင့်ပါတယ်အဲ့ဒီအတွက်ကြောင့်သမီးတို့ဒီခရီးစဉ်ပြီးဆုံးတဲ့အထိအားလုံးပဲအားပေးဖို့သမီးဒီကနေပြီးတော့တောင်းဆိုချင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်